Hello အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့ကင်မရာရုပ်ထုကြီးတွေနဲ့ပုံရိုက်ခဲ့ပြီးတဲ့နောက်မှာတော့ဟာရှိလေးမှာရှိတဲ့အထင်ကြီးဖျားเจ้าကြီးကိုလည်းပဲ6ကြည့်ဖြစ်ခဲ့တယ်ပေါ့နော်ဒီဖျားเจ้าကြီးကဆိုလို့ရှိရင်လည်းပဲစင်ကာပူနိုင်ငံရဲ့အထင်ကြီးနေရာတွေကတစ်ခုဖြစ်တယ်ပေါ့နော်အရင်လည်းလာပါတယ်ပုံရိုက်လို့လည်းအရင်ကောင်းပါတယ်ရှင်အဲ့ဒီမှာဆိုလို့ရှိရင်သူတို့ရိုးရရင်ချင်းမှုနဲ့ပတ်သက်တဲ့ပစ္စည်းအများအပြားကိုလည်းပဲအဲ့ဒီမှာတွေ့ရတယ်ပေါ့နော်သူတို့ရိုးရနဲ့ပတ်သက်တဲ့အစားအသောက်တွေကိုလည်းပဲအဲ့ဒီမှာအများအပြားရှိပါတယ်ဒါပေမဲ့တော့ဝင်ပြီးမထိုင်ကြရပါဘူးညနေဆောင်နေတဲ့အတွက်ကြောင့်မို့လို့ပြန်လို့ရှိရင်နောက်ကျမှဆိုတဲ့အတွက်ကြောင့်မို့လို့ဝင်ပြီးမထိုင်ကြရပါဘူးရှင်တာကျတဲ့သူတွေလည်းပဲအဲ့ရောက်လို့ရှိလို့ရှိရင်ဝင်ပြီးထွန်းကြည့်ကြပါအောင်ရှင်အဲ့ဒီမှာဆိုလို့ရှိရင်လူသုံးကုန်ပစ္စည်းအများအပြားကိုလည်းပဲသူတို့ရိုးရရင်ကျေးမှုအလိုက်ပေါ့နော်တွေ့ရတယ်ရွန်းထည့်လိုမျိုးပုံစံလေးတွေတွေ့ရတယ်ပေါ့နော်အရင်လာပါတယ်အမှစင်ကာပူနိုင်ငံနဲ့ပတ်သက်တဲ့အမှတ်တရပစ္စည်းတွေအများအပြားကိုလည်းပဲဝယ်လို့ရတယ်ပေါ့နော်တော့ကျိတ်လေးတွေလက်ကင်အိတ်ကလေးတွေလည်းပဲမှာဆွဲရဆွဲကြိုးလေးတွေအစားအလိုမျိုးမှာအများကြီးပေါ့နော်ခင်းခင်းပြလာထားတာအများကြီးရှိပါတယ်ဗီဒီယိုလေးကိုကြည့်နည်းနည်းတော့မူသွားမယ်ထင်တယ်ဗီဒီယိုလေးကလည်းနော်ရိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လက်ကကနာမငြိမ်ပါဘူးလက်ကမငြိမ်တဲ့အတွက်ကြောင့်မို့ကိုရင်းဒီနေရိုက်ထားတာပါအဲဒါကြောင့်မို့တိခဲ့ပြီးပြပြကြပါအောင်ရှင်လက်ဆောင်ပစ္စည်းလေးတွေကိုလည်းအမှာဝယ်လို့ရတယ်ပေါ့နော်ဈေးရောအများကြီးမကြီးပါဘူးပရိုင်လေးတွေပြီးတော့အမတ်တရစင်ကာပူနိုင်ငံရဲ့အထင်ကြီးအမတ်တရပစ္စည်းတွေကိုလည်းပဲအမှာဝယ်လို့ရတယ်ပေါ့နော်ပြီးတော့စင်ကာပူနိုင်ငံရဲ့အထင်ကြီးနေရာရင်းနဲ့ရေးဆွဲထားတဲ့အိတ်ကလေးတွေကိုလည်းပဲဝယ်လို့ရပါတယ်တော့မဝယ်ခဲ့ပါဘူးဒါပေမဲ့ဝင်ပြီးတော့ဆက်စုပြီးတော့လုပ်ခဲ့ပါတယ်ကဲအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်